ရောအောင်ပဲမင်္ဂလာပါဗျာနော်မိတ်ဆွေကတူရီထိုးနေတဲ့ထိုးသားတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမကြော်သွားပဲနဲ့စုံကန်းတိုင်အောင်ကြည့်သွားပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်ဒီနေ့မှာဆိုရင်တော့မိတ်ဆွေတို့အတွက်ပေါ့နော်အကျိုးရှိစေမယ်ကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုကျွန်တော် free ချပေးသွားမယ်ဗျာနော်ပြီးတော့ကျွန်တော်ရဲ့တပတ်စာကတ်အပြင်ကျွန်တော်ပေါက်ပေးတဲ့အစီအစဉ်လေးတွေကိုလည်းကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်မိလို့ကျွန်တော်ဒီနေ့ line မို့တက်ပြီးတော့ကျွန်တော် live show လွှင့်ပေးခဲ့ရခြင်းဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်ဒါဆိုဒီတစ်ပတ်မှာပေါ့နော်ကျွန်တော်ရဲ့တပတ်စာကတ်ကလေးကပေါ့နော်ဘာလေးဖြစ်မလဲဆိုရင်ကျွန်တော်တပတ်စာကတ်မှာအမြဲတမ်းပေးနေကြဖြစ်တယ်ပေါ့နော်ထိပ်စီး3လုံးအခွေပါမယ်ဗျာနော်တစ်ပတ်လုံးခွေရမယ်ထိပ်စီး3လုံးအခွေပါမယ် break ပေါ့နော်နှစ်ခုရှိမယ်ဗျာနော်ထိပ်စီးအခွေပေါ့နော်ထိပ်စီးအခွေ4လုံးရှိမယ်ဗျာနော်မွေးကနန်းကတော့ free ဒီတစ်ပတ်ပေါ့နော် free ပေးမယ်မွေးကနန်းကတော့ဒီတစ်ပတ်6ွက်ရှိမယ်ဗျာနော်အားလုံးပဲပေါ့နော်ဒီ video file လေးတွေကိုဝင်လာပြီဆိုတာနဲ့ပေါ့ဗျာနော်တယောက်တစ်ချက် like and share လေးတွေနဲ့ကူညီပေးခဲ့ကြဖို့လဲကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်ကဒီတစ်ပတ်မှာဆိုရင်တော့ပေါ့နော်ကျွန်တော်ရဲ့အခွေတွေ break တွေမွေးခွက်တွေကိုကျွန်တော် free ပေါ့နော်ဒါက free ပေးနေကြတစ်ပတ်စာကတ်ကိုကျွန်တော်မိတ်ဆွေတို့ကို free ချပြပေးခဲ့မယ်ဗျာနော်ကျွန်တော်ပေါက်ပေးတာကတော့ကျွန်တော်ပေါ့နော်3ရက်မကျော်ပတ်တီးပေါ့နော်3ရက်မကျော်ပတ်တီးကိုကျွန်တော်ပေါက်ပေး16000ကျပ်နဲ့ပေးပါတယ်ဗျာနော်ပေါ့နော်ဒီပတ်တီးကိုယုံကြည်စိတ်ချစွာကစားမဲ့ကျွန်တော်ရဲ့အကိုအမတွေနဲ့ကျွန်တော်ဒီမှာပြထားတဲ့ Viber ဖုန်းနံပါတ်ကလေးကနေပြီးတော့လာရောက်ဆက်သွယ်ကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ဒီပေါ့နော်ဒီ video file လေးကိုတွေ့ပြီဆိုတာနဲ့အများမြင်အများပေါက်အောင်ပေါ့နော်ဒီကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုအများမြင်အများပေါက်အောင် like and share လေးနဲ့ကူညီပေးခဲ့ကြဖို့လဲကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ video file လေးမှာဆိုရင်ဘာတွေပါမလဲဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တပတ်စာကတ်ကိုပဲဒီတပတ်ကတော့အဓိကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တပတ်စာကတ်ကကျွန်တော်ခုစပြောပေးမယ်ဗျာနော်ပေါ့နော်ခုပေါ့နော်3ရက်မကျော်ပတ်သီးကိုပေါက်ပေးလိုချင်တယ်ကျွန်တော်ရဲ့အကူအမတွေအနေနဲ့ကတော့ကျွန်တော်ရဲ့ Viber နဲ့ Messenger မှာလာယူလို့ရပါပြီဗျာနော်ဟုတ်ပြီဗျာနော်ဒါဆိုရင်ကျွန်တော်ရဲ့တပတ်စာကတ်ကိုပေါ့နော်ယူမယ်အမျိုးတွေကတော့ပေါ့နော်ကျွန်တော်ခုစပြောပေးသွားမယ်ဗျာနော်တပတ်စာထိပ်စီး3လုံးအခွေမှာတော့ဗျာနော်456ထိပ်စီး3လုံးအခွေဖြစ်ပါတယ်ဗျာနော် break မှာကျတော့ကျွန်တော်49 break ကိုအဓိကကြိုက်နှစ်သက်ပါတယ်ဗျာနော်ထိပ်စီးအခွေပေါ့နော်ထိပ်စီး4လုံးအခွေမှာဆိုရင်တော့ကျွန်တော်2.49ဆိုတဲ့ထိပ်စီး4လုံးအခွေကိုကျွန်တော်ကြိုက်နှစ်သက်ပါတယ်ဗျာနော်မွေးကနန်းအနေနဲ့မှာတော့ကျွန်တော်ဒီတစ်ပတ်6ကွက်ထုတ်ထားပါတယ်ဗျာနော်အဲ့ဒါက20 25 80 95 2.35ပါဗျာနော်ကျွန်တော်တပတ်စာကတ်ကလေးကိုကျွန်တော်ဒုတိယအကြိမ်ပြန်ပြောပေးသွားမယ်ဗျာနော်